ပွဲရတော့စတင်ချင်းမှန်ကစားကြပြီလေဖြစ်ပါတယ်ကျွန်တော်အိန္ဒိယတင်းပဲရှုပ်ကနေပေးထားတယ်မြန်မာတင်းပဲပြန်လည်ရှင်းထုတ်ထားခဲ့တာလေးဖြစ်ပါတယ်ဒီမှာတော့မြန်မာတင်းပဲနောက်နဲ့ပေးထားတယ်ဖြစ်တဲ့ ရှာကလန်စပါတာမော်စကိုတင်းလူငယ်တင်းဖြစ်တဲ့ယူဆက်ကွန်တင်းကိုတော့၄ဂိုး2ဂိုးနဲ့အနိုင်ရထားခဲ့ရလည်းဖြစ်ပါတယ်။ယူဆက်ကွန်တင်းကတော့ဒီနေ့ပွဲစဉ်မှာအာရှဗလာပွဲစဉ်အတွက်စတင်ပြီးတော့အခြေစမ်းပွဲကိုတော့ကစားတာလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုဆက်ဝင်ရေးဒီချိန်မှာတော့အိန္ဒိယတင်းပဲချင်းနေကြည့်နေတယ်ရှုပ်ပေးထားပြီ။ဒီလေးပဲအနီးကပေးထားတယ်မြန်မာတင်းပြန်လည်ရှင်းထုတ်ထားခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနေမဲ့ရှုပ်ကနေပေးတာပြီဒီပေးမှုကတော့အနေငယ်အားများလို့နေတာလည်းဖြစ်ပါတယ်ဒီနေ့ရှင်မိန်သားတဲ့အသင်းနဲ့တင်ရတော့မန်နိုင်ငံရန်ကုန်မြို့သူမနာကွင်းမှာတော့အခြေစမ်းပွဲနှစ်ပွဲကိုကစားဖို့တော့အစီအစဉ်ထားတာလည်းဖြစ်ပါတယ်ဒီနေ့မလ3ရက်နေ့ည9:00 နာရီအချိန်မှာတော့ပထမခြေစမ်းပွဲကစားမှဖြစ်ပြီးတော့မလ9ရက်နေ့ည6:00 နာရီအချိန်မှာတော့ဒုတိယခြေစမ်းပွဲကစားမှလည်းဖြစ်ပါတယ်။အင်းယူဆန်ကိုတင်မဲ့ရလိုက်တယောက်ကြော်ထားတယ်။ဒီတော့ပေးထားတယ်။မြန်မာယူဆန်ဒီနေ့စကနေပေးထားတယ်။ယူကန်ကျော်ပဲကျွန်တော်ရှင်းထုတ်ထားတယ်ဗျ။အထူပိုင်မန်ပြီးမြောက်ဝင်ဗျ။ယူပေးထားတယ်အိန္ဒိယတင်းမဲကိုလီဗာရတော့ပေးထားပြီဂျာရာဒီရဲ့ညဝါရှင်တန်စင်နောက်ပြပေးတယ်အောင်မြင်မှုတွေရရှိဖို့အထူးကဆွမ်းဆောင်ထားနိုင်ခဲ့တဲ့ဤပြချုပ်တူလည်းဖြစ်ပါတယ်အဲဆိုကိုတင်းမဲရှုပ်ကနေပေးထားတယ်ကုသမဆာကာပဲပြန်လည်ရောက်နိုင်ခဲ့ရဖြစ်ပါတယ်။အိန္ဒိယစကွန်တင်ကတော့ကျွန်တော်2026အာရှဖလားခြေစစ်ပွဲစဉ်မှာတော့အုပ်စုပွဲစဉ်မှာအင်အားကြီးအီရန်တင်းနဲ့ရှာမတူဟဒူအတာရလနဲ့တော့ခြေစစ်ပွဲ6အာရှဖလားခြေစစ်ပွဲစဉ်တွေမှာတွင်းကိုတွေကိုအများပြားတွင်းပေးထားတဲ့အသင်းကောင်းတော်တိုက်စစ်မှုကန်ဒီဖြစ်ပါတယ်။မာဒီမရှုပ်ပေးထားတယ်။ဒီဝီယန်အိုင်ကန်တီနောက်ပြပေးရင်ဖူနီယာတစူတိုင်းကနေပြီးထားခဲ့ရလည်းဖြစ်ပါတယ်။ online နေအစလန်ရှာမရသေးတယ်အစလန်ရှာညာတော့ကြော်လာရင်အစလန်ရှာရတော့ဝင်လာတယ်ဘလုံးရသေးတယ်။မာဒီယန်ခက်ဥခင်မောင်ဆိုဖြစ်ပါတယ်။မယူဆကွန်တင်ကတော့ကျွန်တော်2026အာရှဗလာပွဲစဉ်တွေမှာတော့အုပ်စု A မှာကျရောက်နေခဲ့ပြီး Saudi Arabia Thailand Tajikistan အစရှိအသင်းတွေတော့အုပ်စုတွေကျရောက်နေခဲ့ရလည်းဖြစ်ပါတယ်။အိန္ဒိယတင်ကတော့2026အာရှဗလာပွဲစဉ်တွေမှာတော့အုပ်စုချက်တွေကျရောက်နေပြီးတော့လက်ရှိချန်ပီယံ Uzbekistan Australia အိန္ဒိယတင်မရလာပြီဒီပွဲစဉ်ကတော့2026အာရှဗလာပြိုင်ပွဲအတွက်၄ချင်းပြင်ဆင်နေတဲ့မြန်မာယူဆကွန်တင်ဇာမတွေရဲ့ခြေစောကိုတော့ကျွန်တော်တို့အကဲဖြတ်ခွင့်ရမယ်ပွဲစဉ်တွေပဲဖြစ်တက်မှတ်လို့ရနိုင်တာလည်းဖြစ်ပါတယ်ဒီဘက်ကလည်းဒီယူဆကွန်တင်လို့တိတ်မျိုးနဲ့ခြေစမ်းကစားနေရကြတော့မြန်မာယူဆကွန်တင်ဘယ်လောက်ဒီတိုးတက်လာလဲဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့ပြည်သူတွေနဲ့ကြည့်ရှုဘကမောအောင်တရားစီပေးရတယ်အောင်တရားလက်ကင်ပြီမေတီပူနီယာတစူတိုင်းကနေပြီးထားတယ်။ဟောဒီကကောင်းတယ်ဗျ။အိန္ဒိယတင်မရသေးတယ်။ကန်တီ
အစလန်ရှာကိုပြီးရမယ်အစလန်ရှာလည်းဝင်လာတယ်ကက်တီနဲ့ပြတွဲဖို့ကြိုးစားနေအာရှီဆိုဖီပြက်တယ်မြမြန်မာတင်းပဲဘောလုံးရလာပြီရှေ့ဆွဲလာတယ်မြန်မာတင်းပဲတောက်လျှောက်ပဲမြအာရှီဆိုဖီအထူးပေါင်းတော့ပြန်လဲတားဆီးနိုင်ကြရလဲဖြစ်ပါတယ်နေတဲ့ထိတဲ့တွေ့ဆုံမှုတော့ကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်တော့အင်ဂျင်စုကိုတင်နေမြန်မာယူဆက်ကိုတင်တော့ EFC U17 Asian Cup 2023ခြေစစ်ပွဲစဉ်ဖြစ်တဲ့အုပ်စုဒီပွဲစဉ်တစ်ပွဲမှာတော့ထိတဲ့တွေ့ဆုံထားခဲ့ရလဲဖြစ်ပါတယ်ဆိုတော့ပွဲစဉ်မှာတော့အင်ဂျင်ယူဆက်ကိုတင်က၄ဂိုးတကူဆိုတဲ့ရလနဲ့နိုင်ရထားခဲ့ရလဲဖြစ်ပါတယ်အမြဲတမ်းပြောပေးတယ်ဒီနေရာတွေကန်စစ်ခေါ်ရရှင်းနိုင်တယ်ဒီနေရာတွေပဲတမန်တက်စလာရင်ရှုပ်ပြီးတာတယ်လေပြထိတာမြဘောလုံးရလာပြီဒီလိုကြည့်တဲ့ကိုလုံးလွတ်ထွက်လာမြလက်ကမ်မီဟိုမီမြအိန္ဒိယယူဆဖို့တင်းတဲမြဝယ်စားတွေကမြန်မာယူဆဖို့တင်းရဲ့ကန်စစ်ကိုအချင်းချင်းကထူးပေါက်နေခဲ့တဲ့အိန္ဒိယယူဆဖို့တင်းလက်ရှိပွဲသားချင်း17မိနစ်ကျော်မှာတော့ပွဲကိုတော့ဥဆောင်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်စီဇန်ပွဲတွေတောက်ဆောက်ရှိမှန်စားလာတဲ့အိန္ဒိယယူဆဖို့တင်းဒီပွဲစဉ်မှာလည်းပွဲစားတွေရောအချိန်ဆက်မိမိနဲ့ပွဲကိုတော့စတင်နေတာလည်းဖြစ်ပါတယ်ဒီလိုထပ်ပေးတာပြီကျန်သေးတယ်မာယူဆပ်ကိုတင်ခန်းစစ်ကပဲပြန်လည်ရှင်းထုတ်ထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ကန်တီယူရိုပေးတာပြီခွင့်ရလိုက်မြတကယ်နေဒီမှာတင်တော့ကမောတော့ခန်းစစ်ကလောဆန်ဆူဝါလာကံပေးမြဒီပေးတာနေမာတင်ခန့်စစ်ကောင်းခဲ့ရတယ်ဖြစ်ပါတယ်ပြန်ထားသေးတယ်မာတင်မရလာပြီကန်တီပြန်တားဆီးတာဗျာမာတင်ပြန်ရတယ်အန်တူပိုင်ရှုပ်ကနေပြီးလာတယ်ဆိုင်မြင်လိုက်နေဗျာအောင်ဆန်ဇူဝါလာပြန်တားဆီးနိုင်ကြလေဖြစ်ပါတယ်ဒီပေးမာမာတင်မဲဒီတော့ပေးလာပြီသူညာပဲကောင်းတဲ့ရှင်းလို့ထားခဲ့ရတယ်ဖြစ်ပါတယ်ပုံစံကောင်းတွေကိုတော့မြင်တွေ့ထားခြင်းတော့မရှိသေးတာလည်းဖြစ်ပါတယ်ကျွန်တော်အိန္ဒိယတင်းပဲရှုပ်ကနေပေးတာပြီမြန်မာတင်းပဲပြန်လဲရှင်းတော့မဆောင်စုဒီချိန်မှာလည်းမြန်မာတင်းပဲအနေငယ်ပုံစံကောင်းတွေပျောက်ဆုံးနေပြီးတော့လက်ရှိချိန်မှာတော့သူတို့အနေနဲ့ရုန်းကန်နေရတာလည်းဖြစ်ပါတယ်ပွဲစဉ်တစ်ပွဲပြန်လည်ကစားရတာမို့လို့တော့ပွဲရဲ့ rhythm ကိုမှီဖို့တော့တော်တော်လေးတော့အခက်တွေ့လို့နေခဲ့ရလဲဖြစ်ပါတယ်ဒီမှာရှိကိုကနေပေးတာပြီဒီမှာဒီမဲ့လိုက်နေတယ်အချိန်မှာလည်းပေးဖို့ကလက်ပြပေါ်နေတာလက်ပြပေါ်မြောက်ပေးတာပြီဒီတော့မြန်မာဒီမဲ့ပြန်ရရှိတာပြီလူပေးမားတယ်လက်ခံထားပြီလက်ရှိပွဲမှာဘောထွက်စင်းမှာပါဝင်လာတဲ့အောင်မြတ်တာလည်းဖြစ်ပါတယ်ဒီမှာအိန္ဒိယတင်းမဲ့မေးထီနီကပေးတာတယ်ချင်းကြည့်နေခဲ့ပူနီယာရှုပ်ကနေပေးတာပြီဒီမှာအိန္ဒိယတင်းမဲ့ရှုပ်ပေးတာပြီလိုက်ရင်အစလန်ရှာရှုပ်ပေးတာပြီဒီချိန်မှာတော့မြန်မာတင်းအခန်းစစ်ကစားသမားတွေဒီမြန်မဲရှင်းထုတ်လိုက်ရတာလည်းဖြစ်ပါတယ်အဲ့ဒီအနေနဲ့ပြန်တိုက်စစ်စင်လာပြီချင်းကြည့်နေတယ်ပြီးပါတယ်ခင်ဗျာဒီတော့အိန္ဒိယဒီမဲ့ချင်းကြည့်နေတယ်ရှုပ်ပေးတာပြီတယောက်ကြော်သွားပြီကနေပဲရှုပ်မားပေးတာပြီကောင်းတိုက်တယ်ဒီအထိတော့မြန်မာတင်းအနေနဲ့ထိရောက်တဲ့တိုက်စစ်စင်မှုမျိုးတော့ပြုလုပ်ထားနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်အေးရနေပဲ
နီကပေးရတယ်ပူနီယာရှင်နေကြည့်နေတယ်ကျွန်တော်အိန္ဒိယတင်းမယ်ရှုပ်ပေးတာပြီလူပေးမာတယ်ခင်ဗျာမြန်မာတင်းမယ်ရှင်နေကြည့်နေတယ်တယောက်ကြော်သွားပြီရှုပ်ထိုးပေးရတယ်မြန်မာတင်းမယ်မာတင်းရဲ့ပုံစံကောင်းတွေကိုမြင်တွေ့ထားခြင်းမရှိဘဲနဲ့သူတို့အနေနဲ့ဂိုးပေါက်ချင်းချောင်းမှုစူးစမ်းရမှာလည်းအနေငယ်အားနေနေတာလည်းဖြစ်ပါတယ်ဘာတင်နေနဲ့ဒီနေ့ပွဲစဉ်မှာတော့လက်ရှိချိန်ထိလက်စပိုင်းအတွေ့အဖက်အခြေဆက်တွေတော့လိုအပ်ချက်တွေရှိနေသေးရလည်းဖြစ်ပါတယ်ဇာဝတ်တေဘူးတော်လေးရုန်းကန်လို့နေခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့တင်ရလာပြီအစလန်ရှာကြောက်ကြော်တယ်မာတင်ခန်စစ်ပြတားနိုင်ရလည်းဖြစ်ပါတယ်လေပြန်ပေးတယ်မာတင်မေဆိုင်မြင့်မေဘုံရသေးရဲ့ဗျလက်စုပ်တိုက်ကနေပေးထားတယ်ဒီချိန်မှာလဲဇာမာရီကျမ်းမှာတော့နားလည်မှုကလိုအပ်ချက်တော့ရှိနေသေးအိန္ဒိယတင်မေပူနီယာပြုံးမမာတင်အောင်ဒီခန်းစပိုင်းမှာတော့သူတို့အာရှဖလားခြေစစ်ပွဲတွေမှာအသုံးပြုခဲ့တဲ့ခန်းစစ်သုံးအောင်တန်းဖြစ်တဲ့မြင့်မြတ်ကိုအောင်တရားမြူးခန့်ကျော်အစရှိအစားမှာ၃ခုပဲပွဲထွက်အသုံးပြုခဲ့ရလည်းဖြစ်ပါတယ်ဟောဒီကကျော်ကိုတော့လှမ်းလှည့်ထွက်ပြီးတော့ကျော်ဖြတ်လာပြီရှုကန်ပြီးထားတယ်ဟိုလိုက်နေပြီမာတင်မေအောင်မြတ်တာဒီလိုမျိုးတကမခွင့်ရတို့ဆက်လက်သုံးချနိုင်မှကြီးရှုရဖို့ရှိနေရလည်းဖြစ်ပါတယ်။နောက်မှချက်ထားပြီးတယ်။ယိုခန်ကျော်ရှုကန်ပြီးတာဗျ။အညာတင်ခန်စကပူနီယာကောင်းနဲ့ရှင်းနာခဲ့ရလည်းဖြစ်ပါတယ်။ဝင်ရောက်ပုံကျန်းနိုင်ခဲ့ရလည်းဖြစ်ပါတယ်။ရှုပေးရတယ်။အောင်တီယာဘောလုံးရလာပြီဗျ။ဒီဝီရဲ့ဆိုင်မြမေပြန်ပြတ်တယ်ဗျ။ကန်တီဘောပြန်ထားခဲ့ရလည်းဖြစ်ပါတယ်။ကန်တီကျော်လက်ထပ်ပြီးရှုပေးရတယ်။အရှိဆိုဖီမေတီရှုပေးရဗျ။ကန်တီဘောလုံးရလာပြီ။ဒီအိန္ဒိယတဲ့အသင်းကောင်းတော့ကန်တီရဲ့ပုံစံကောင်းတစ်ခုတော့ကျွန်တော်တို့ပွဲစားတွေတော့မြင်တွေ့နေကြရလည်းဖြစ်ပါတယ်။အိန္ဒိယတဲ့ရလာပြီဗျ။ဒန်နီစင်ဒီကောင်းတော့ကန်တီနဲ့ပြတွေ့ရတယ်ကန်တီရှုပြတော့ပေးရတယ်ဘောလုံးရပြီလူချစ်ပဲအိန္ဒိယတဲ့လက်ကန်တယ်ဂိုးမြန်မာနေမယ်ချင်းနေကြည့်နေအရှိကိုကနေပေးတာပြီချိန်မှာလေချိန်မှာမြန်မာနေမယ်ကိုတော်နဲ့ပြန်တွေ့ထားတယ်ဒီထက်ဝေးရန်အရှိပေးထားပြီအောင်ဒီဟာကျွန်တော်အေးရဒီပဲပြန်လဲရရှိသွားခဲ့ရလေဖြစ်ပါတယ်အေးရဒီပဲအေးရဒီကိုဆွဲဝင်လာပြီအေးရဒီနေနေရတော့ဘောလုံးပိုင်ဆိုင်မှုအသားပြီးကစားနေတာလည်းဖြစ်ပါတယ်ရှင်နေကြည့်နေတယ်နီးကပေးထားတယ်ဒီချိန်မှာလည်းအိန္ဒိယတင်းပဲပြန်လဲရရှိလို့နေသေးတာလည်းဖြစ်ပါတယ်ဒီမှာထပ်ဝင်ရန်ပဲနီးကပေးထားတယ်ရှိပဲနဲ့နည်းငယ်ရုန်းကန်နေရတာလည်းဖြစ်ပါတယ်ဒီမှာတော့အိန္ဒိယတင်းပဲနီးကပေးထားတယ်ဒီမှာအိန္ဒိယတင်းပဲကိုယ်လည်းဆွဲဝင်လာပြီနီးကပေးထားတယ်ဒီမှာနေပဲလည်းရရှိထားခဲ့ရလည်းဖြစ်ပါတယ်ဒီမှာနေလိုက်နေတယ်အဲ့ဒီကတော့နည်းငယ်လေးလိုအပ်ချက်တော့ရှိနေသေးရလည်းဖြစ်ပါတယ်ဂျမန်အိန္ဒိယယူဆကွန်တင်းရဲ့ဒမန်တိုက်စစ်တွေကိုထိန်းဖို့တော့မြန်မာတင်းတော်လေးတော့အခက်တွေ့လို့နေခဲ့ရလည်းဖြစ်ပါတယ်ဒီကတွေ့ရတယ်
အထူးပိုင်းတင်မောပေးတာဗျာနေအောင်လေဝင်လာတယ်နောက်ပြတ်တွဲတယ်ဒီပေးမာတယ်ဗျာကန်တီကဆိုတိုက်ကနေပေးလိုက်တယ်အစလန်ရှာလိုက်နေဗျာအောင်တီယာကောင်းတာဗျာအိန္ဒိယတင်မဲ့ရှုပ်ပေးတာတယ်ဒီမြက်ကိုပေါင်းပြီးတော့ဘလုံးယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ရှုပ်ပေးရတယ်မာတင်မဲ့ကြောက်ကြောတယ်ဒီကပြတ်တွဲရတယ်ဒီဝင်ဘလုံးလိုက်နေနော်ဒီပွဲစဉ်မှာတော့မာယူဆကွန်တင်ရဲ့တိုက်စစ်ကိုတော့တင်ရဲ့အဓိကတိုက်စားမှာရနေအောင်တန်ပဒနာကြောင့်ပေါ်နိုင်ခြင်းမရှိချိန်မှာတော့ဒီဝင်ရန်ဥဆောင်လာခဲ့ရလည်းဖြစ်ပါတယ်ဒီမြတ်ကိုရှုပ်ကနေပေးထားတယ်ငါသိနေနေဒီပွဲစဉ်မှာဘောလုံးရနေတော့တိုက်စစ်ကိုအလင်းမြန်ကဲနေပြီးတော့တိုက်စစ်ကိုလင်းမြန်စနေတဲ့ပုံစံနဲ့ကစားဖို့တော့ပြင်ဆင်နေပေမဲ့လည်းတကယ်တမ်းမှာတော့တိုက်စစ်ပိုင်းမှာအခြေဆက်တွေတော့လိုအပ်ချက်တွေရှိနေသေးပြီးတော့မြန်မာသိန်းသူတို့ပြင်ဆင်လာတဲ့ကစားပုံတစ်ခုကိုတော့အကောင့်ထဲပေါ်နိုင်ခြင်းတော့မရှိသေးရလည်းဖြစ်ပါတယ်ဒီနေ့အတင်းကတော့မြန်မာသိန်းရဲ့အမားတွေကိုတော့လက်ရှိချိန်ထိအကောင်းဆုံးအသုံးချလို့နေနေတာဖြစ်ပြီးတော့ခွင့်ရတယ်လို့ပဲတိုက်စစ်ကစားမတွေကတော့အသုံးချနိုင်ကြရလည်းဖြစ်ပါတယ်ပထမသွင်းကိုတော့ဝါရှင်တန်ဆင်းရသွင်းယူခဲ့ပြီးဒုတိယသွင်းကိုတော့ကွန်လီဗာကတော့သွင်းယူပေးရလည်းဖြစ်ပါတယ်။ဒီနေ့တရှိုးပေးထားတယ်ပြန်ပြတ်နေပြန်။ဗာတင်မေချက်လက်ထင်ဘလုံးရလာပြီ။ရှိုးပေးထားတယ်ဒီဝီယန်ပဲဒီမှာရှိအတင်းမောနဲ့ပြန်တွဲလာပြန်။လူခန့်ကျော်အောင်တီဟာရှုပ်ပေးရတယ်ချက်ထိန်ရတယ်ဗျရလာသေးတယ်လင်းအောင်ပဲလင်းအောင်တင်မောပေးရတယ်ဒီဝီရလက်ကက်ပြီဒီမဘေးမစထားပေးရဲ့အိန္ဒိယတင်မယ်တက်စီကိုတိုက်ကနေပေးထားဗျာအတင်းခန်းစကောင်းနဲ့ရှင်းလာခဲ့ရလည်းဖြစ်ပါတယ်အထူးပိုင်းဒီဘောကတော့ဒီချိန်မှာလည်းတိုက်စစ်နဲ့ချိတ်ဆက်တော့လိုအပ်ချက်တွေရှိနေသေးရလည်းဖြစ်ပါတယ်အိန္ဒိယတင်မဲ့ပူနီယာရှုကနေပေးထားတယ်ကန်တီကောင်းနဲ့ထားပြီးရဲ့ဗျာအစလန်ရှာတော့ပြတွဲထားတယ်ပြက်တယ်ဗျာမာတင်မဲကြောက်ဒီမြတ်သူမစထားပြီးအောင်တီဟာယူခန့်ကျော်ဒီမြတ်ကိုရှုပ်ပေးရတယ်အထူးပိုင်းပွဲရင်းနဲ့အလံဝေးနေခဲ့တဲ့မြန်မာယူဆကွန်တင်ဒီနေ့ပွဲချက်တွေတော့အရှိနေသေးရလည်းဖြစ်ပါတယ်ငါတင်မရလာပြီရှုပ်ပေးရတယ်အစရန်ရှာညာချမ်းနေပြီဒီတော့ပေးလာပြီဒီမှာအန်ဇလန်ရှာကန်နေပြလိုက်တဲ့ဘောလုံးကအားများတော့တာဖြစ်တဲ့အတွက်ကြောင့်ယူနိုက်တက်ကျွန်တော်အိန္ဒိယနေမယ်ခြေကြည့်နေအဓိကပေးတာတယ်မာနီမဲပြန်လည်ရရှိထားရတာလည်းဖြစ်ပါတယ်မာနီမဲခြေကြည့်နေတယ်အဓိကပေးတာတယ်မာနီမဲရှုပ်ထိုးပေးလာပြီဒီချိန်မှာလည်းအိန္ဒိယတင်းနောက်တန်းကပဲခေါင်းလို့သွားနေတာလည်းဖြစ်ပါတယ်မာနီမဲရှုပ်မာပြီးလာပြီ
ကျွန်တော်အိန္ဒိယအသင်းပဲ Ivan May ကျွန်တော်အိန္ဒိယအသင်းပဲရှုပ်ထိုးပေးလာပြီကျွန်တော်အိန္ဒိယအသင်းပဲယာဒီအမြရှုပ်ဆွဲတက်လာပြီအိန္ဒိယအသင်းမပြီးရတယ်ကောင်းတိုက်ပြီကျွန်တော်အသင်းပဲအနီးကပေးထားတယ်အောင်ဒီဟာကျွန်တော်အောင်ဒီရပဲကျွန်တော်အောင်ဒီရပဲရှုပ်ဆွဲတက်လာပြီရှုပ်ပေးထားတယ်ပုံမှန်ခြေစမ်းအောက်ကိုရောက်ရှိလို့နေပြီးတော့ပွဲကိုရုံးကန်လို့ကစားနေရတာလေးဖြစ်ပါတယ်ကျွန်တော်အိန္ဒိယအသင်းပဲရှုပ်မပြီးတာပြီထပ်ဝင်ရရှုပ်ကနေပေးထားတယ်မြန်မာအသင်းပဲချင်းနေကြည့်နေတယ်ဒီကွေမတာလို့အနောက်နဲ့ပြန်လဲတွဲဖက်ထားခဲ့တာလည်းဖြစ်ပါတယ်မြန်မာအသင်းပဲဒီကပေးတာပြီမြန်မာအသင်းပဲလက်ကံပြီတိုက်စစ်ကဆိုင်းမြက်မင်းဒီတရာလွှဲချော်လို့နေတာလည်းဖြစ်ပါတယ်ကျွန်တော်အိန္ဒိယအသင်းပဲအနီးကပေးထားတယ်အာရှက်ဆိုဗီရှုပ်ပေးထားတယ်အိန္ဒိယအသင်းပဲဘောလုံးပိုင်ဆိုင်မှုရယူထားနေတာလည်းဖြစ်ပါတယ်ချင်းနေကြည့်နေတယ်မြန်မာအသင်းပဲရှုပ်ပေးထားပြီမြန်မာအသင်းပဲလင်းအောင်ဒီကပေးထားတယ်မြန်မာအသင်းပဲရှုပ်ထိုးပေးထားပြီဒီချိန်မှာလည်းပြင်ကိုရဖို့ကြိုးပမ်းခဲ့ပေမဲ့ပြပို့လိုက်တဲ့ဘောလုံးကအိန္ဒိယအသင်းဂိုးသမားစာကာရှိပဲရောက်ရှိလို့နေတာလည်းဖြစ်ပါတယ်ကိုဆက်ဝင်ရည်ပွဲကစားချိန်38မိနစ်ကျော်လာတဲ့အချိန်ထိတော့မြန်မာအသင်းရဲ့ပုံစံကောင်းတွေကိုလက်ရှိချိန်ထိတော့မြင်တွေ့ထားခြင်းတော့မရှိသေးတာလည်းဖြစ်ပါတယ်မာတင်နောက်ပိုင်းပွဲသားချင်းမိနစ်ဒီမှာတော့ချီပါကိုရရှိဖို့အတွက်တော့တက်စစ်ပိုင်းရပုံပြီးတော့အမြင့်တင်လောက်လာခဲ့ရလည်းဖြစ်ပါတယ်ဘလုံးရလာပြီရှုပ်ပြီးတော့မြောက်အိန္ဒိယတည်းခန်းစစ်ပြန်ရှင်းထုတ်ထားခဲ့ရလည်းဖြစ်ပါတယ်အစလန်ရှာချက်ထိန်ပြီးတော့တင်ပေါ်ပြီးတော့တယ်ဘောင်းဝဲလက်ထွက်ထားရမြောက်အိန္ဒိယတည်းမရလာသေးတယ်ဒန်နီစင်ကြောက်ကြော်လာတယ်ဒန်နီစင်ပဲတော့ကြောက်ထက်ကြော်တယ်မြောက်ဒန်နီစင်ပဲရှုပ်ပြီးတော့တယ်အစလန်ရှာလိုက်နေမြောက်ဒါပေမဲ့မြန်မာနဲ့ဝါရှင်တန်စင်တို့ရဲ့တွင်းကိုတွေနဲ့တော့ပွဲတော့ဥဆောင်လို့ထားနိုင်ကြရလည်းဖြစ်ပါတယ်အိန္ဒိယတည်းမရှုပ်ပြီးတော့တယ်ဒီဂျိုနေထားတော့ယူကန်ကျော်ရှုကနေပြီးသားတယ်လင်းအောင်ရှုပြီးသားမြေဆိုင်မြမင်းဒီမှာတည်းမရှုပြီးတယ်အိန္ဒိယတည်းခန်းစစ်ပြန်ရှင်းလို့နိုင်ကြရလည်းဖြစ်ပါတယ်အစလန်ရှောဒီနေ့ဒီမှာဘေးပတ်ထားပြီးတယ်မာတင်မေနောက်ပြန်တွဲတယ်ဗျအောင်တီဟာရှုပ်ပြီးရတယ်လူပြန်တွဲတယ်ဗျအဒူဘိုင်တော့တီးတာအောင်တီဟာကနေပြီးရတယ်ဒီလိုချလာပြီဒီကနေပြီးရတယ်ဟောတိုက်တယ်တကုံကိုခွင့်ပြုပေးရပြီးနောက်ပိုင်းမှာတော့မြန်မာအသင်းတက်စစ်ကိုတော့ပုံမြင့်လာခဲ့ပြီးတော့ခြေပါဝရရဖို့အတွက်အိန္ဒိယအသင်းအခန်းစစ်ကိုတော့ထူပေါ်တက်စစ်ဆင်လာခဲ့ရလည်းဖြစ်ပါတယ်အိန္ဒိယအသင်းကတော့တကုံကိုရပြီးတဲ့နောက်ပိုင်းမှာအခန်းစစ်ကိုပဲအဓိကပါတင်မယ်ဒီမှာထုတ်ရင်တော့ကောင်းနိုင်ပြီးတော့ပြန်ပေးခဲ့ရလည်းဖြစ်ပါတယ်အောင်တီယာရှုကနေပြီးလိုက်တယ်ဒီပွဲမှာမြန်မာတင်ကတော့လင်းမြန်နဲ့ကျွဲလုံးနေနဲ့တိုက်စစ်ကိုတိုက်ရိုက်ကနေပြီးတော့အိန္ဒိယတင်အခန်းစစ်ကိုထိုးပေါက်ဖို့တော့အကျဉ်းဝင်နေရလည်းဖြစ်ပါတယ်မြန်မာတင်မရလာပြီမြန်မာတင်မဒီတော့ဖိလိုက်ဒီပြန်လည်းကဲနေဒီပွဲမှာမြန်မာတော့မကနေပြီးတော့နေမိတီပဲကောင်းနေရှင်းနိုင်ဗျမြန်မာတင်ရလာသေးတယ်ဒီပြန်ထပ်ပေးတော့နေဒီနေ့တဲ့ခန်းစင်းနဲ့မလွတ်ခဲ့ဘူးမျိုးခန့်ကျော်တင်မော်ပေးရတယ်ဆိုင်မြမင်းမျိုးခန့်ကျော်ပြန်ပြက်နေမြဒီနေ့အသေးမင်း
တော့အိန္ဒိယအတင်းပဲကျွန်တော်ပထမပိုင်းပွဲကစားခြင်းကတော့ပြီးဆုံးလို့လာတော့မှလည်းဖြစ်ပါတယ်တော့အောင်ဒီကခြေကြည့်နေတယ်ရှုပ်ပေးရတယ်တော့ပွဲကစားခြင်း45မိနစ်ပြည့်လို့ထပ်ဆောင်ချိန်ပို2မိနစ်သတ်မှတ်ပေးလိုက်ပြီလည်းဖြစ်ပါတယ်ဒီမှာနေမယ်ခြေကြည့်နေတယ်ရှုပ်ပေးရတယ်ဒီချိန်မှာလည်းသူတို့ရဲ့တိုက်စစ်ဆင်မှုကတော့ထိရောက်လို့မနေခဲ့တာလည်းဖြစ်ပါတယ်ဒီမှာနေမယ်ဒီကောင်ကတော့နောက်ပြန်တွဲထားတယ်ဒီမှာနေမယ်မရီညာချောင်းပေးထားပြီဒီချိန်မှာလည်းဖေးပိုးမှုကအေးရတင်ခန်းစစ်ကိုကျွန်တော်တို့မနေသေးရလည်းဖြစ်ပါတယ်ကျွန်တော်အေးရတင်မယ်ရှုပ်ပေးရတယ်ဒီမှာနေအန်ထူပိုင်ဒီမှာနီးကပေးရတယ်ဒီမှာနေမျက်မင်းတူတယောက်ကြော်ထားတယ်ရှုပ်ပေးရပြီမျက်မင်းတူပဲတပေးရတယ်ချိန်မှာလည်းတိုက်စစ်စင်မှုစူးစမ်းခဲ့ပေမဲ့အေးရတဲ့ခံစစ်ကတော့လုံးဝထိုးပေါက်လို့မရနေတာလည်းဖြစ်ပါတယ်ဒီမှာနေမယ်ရှုပ်ပေးရပြီအေးရနေမယ်ကျော်ပဲနောက်နဲ့ပြန်တွဲထားတယ်ပူနီယာပဲမေထီနဲ့ပြန်တွဲထားတယ်မေထီတော့စီကန်ဒုတိယပိုင်းပြင်လည်စတင်ပြီလည်းဖြစ်ပါတယ်ဒီအောင်ဒီနေရာတည်းခန်းစစ်ကိုတော့မကြော်နိုင်ခဲ့ရလည်းဖြစ်ပါတယ်အော်ဒီယာကနေပေးထားတယ်ဒီမတီကိုသမားစာကာထုတ်ပုတ်ထားခဲ့ရလည်းဖြစ်ပါတယ်မတေမလို့ရလာပြီလက်ကမ်မီကန်ချက်ကတော့ပြင်မတီကိုသမားစာကာရဲ့နေရာယူမမှန်နဲ့တားဆီးခြင်းပဲခံခဲ့ရလည်းဖြစ်ပါတယ်နေရာတည်းမှာရှုပ်ပေးထားတယ်ဘောင်ဆန်ဇူဝါလာရှုပ်ပေးထားရမြကိုလီဗာကစားတော့မှလည်းဖြစ်ပါတယ်အိန္ဒိယတည်းမှာဘလုံးရလာပြီအနောက်ပြန်တွဲတယ်ဘောင်ဆန်ဇူဝါလာနောက်မှရှိနေတဲ့တင်မောင်နဲ့ပြန်ပေးခဲ့ရလည်းဖြစ်ပါတယ်အိန္ဒိယတည်းမှာပူနီယာအဲဆိုတိုင်းကနေပေးထားတယ်ချက်ထေးမျိုးအသင်းမောပေးထားရမြအိန္ဒိယအသင်းမေဒန်နီစင်မာတင်ရဲ့ချက်ချင်းပဲပြုလုပ်ထားခဲ့ရလည်းဖြစ်ပါတယ်အိန္ဒိယအသင်းမေရှုပ်ပေးထားတယ်နောက်ကြော်ရမြရလာပြီမာတင်မေပြန်ပြက်တယ်မြအိန္ဒိယအသင်းရလာသေးတယ်အနောက်ပြန်တွဲတယ်အာရှဆိုဖီဘလုံးရသေးရဲ့ရှုပ်ပေးထားတယ်ညာချမ်းနေအေးရပေးထားပြီထုတ်ရင်ဖမ်းတာမသေးတဲ့အနေထားနေတော့အိန္ဒိယအသင်းတတိယမြောက်ဦးဆောင်ငွေရဖို့တော့အနည်းဆုံးခွင့်ရတစ်ခုကိုပိုင်ဆိုင်လုပ်ထားခဲ့ရလည်းဖြစ်ပါတယ်ဒါထွက်လာလည်းဖြစ်ပါတယ်နေပွဲစဉ်ကတော့ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာအမှားယွင်းတွေကိုတော့ပြန်ပွဲကြီးစီမသွားခင်မှာတော့အချိန်မီပြန်လည်ပြင်ဆင်နိုင်မှုတော့လိုအပ်နေရလည်းဖြစ်ပါတယ်ရှုပ်ပေးရတယ်ကိုလီဗာရလာပြီအေးတော့ပေးထားပြီပိတ်တယ်နောက်တစ်ချိန်ထပ်ပြီးတော့ဝါရှင်တန်စင်ဒီမူကတော့ကိုပေါင်းနဲ့လွဲခဲ့ရလည်းဖြစ်ပါတယ်
ကိုလီဗာမာဒီခန်စစ်ကပဲတင်လက်တားနိုင်ခဲ့ရလည်းဖြစ်ပါတယ်အော်ဒီယာကနေပေးထားတယ်အိန္ဒိယတင်ရဲ့ခန်စစ်ဒါမှမဟုတ်ဒီဘော်လေးတွဲထားတယ်အထူပိုင်နောက်ပြန်ပေးတယ်မြောက်ထိန်းထားတယ်အော်ဒီယာဘလူးမြတ်ကန်တီဘောလုံးရလာပြီပြုတ်ကျော်ထားတယ်ကန်တီပဲဘောလုံးမပြတ်ဘူးခင်ဗျာဗာဒီပြန်လှူထားတယ်ညီတန်လက်ကံပြီအထူပိုင်ကနေပေးထားတယ်ဟောတိုက်တယ်ဝတော်စော်ကြီးမာယူဆက်ကိုတင်းရဲ့ခြေပါကိုတကူကြောင့်တော့လက်ချံပွဲသားချင်းမိနစ်တွေကထိထက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတဲ့အနေအထားတရက်စီတော့ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ကိုဆက်ဝင်ရေးကျွန်တော်မြင်မှုတွေကြမြင်တွေ့နေကြပုံစံတိုင်းပဲတေကန်ဘောတို့ရဲ့အရေးချင်းတွေပျောက်ဆုံးထားခြင်းတော့မရှိသေးတာလည်းဖြစ်ပါတယ်ဒီမှာနေမယ်ဒီမှာနေမယ်အချိန်ကြီးကြည့်နေတယ်ရောအောင်ဒီကလက်ကန်လာပြီခံစစ်ကတော်မကနေပေးထားတယ်ခေါက်တိုက်တယ်ရလာတယ်ထောက်ကံမို့တော့ကိုလီဗာကန်မယ်ဗျာကိုလီဗာကနေပေးထားတယ်ပူနီယာပြန်ပြတ်တယ်ဗျာမာသေးမယ်ဘောလုံးရလာပြီပျောက်ကြော်တယ်ရှာသေးတယ်ဗျာရှုပ်ပေးထားတယ်ထိန်းထားပဲညီမသေးမယ်ဒီဝေရန်ပြန်ပြတ်တယ်ဗျညီမသေးရလာသေးတယ်အထူပိုင်နောက်ပြတ်တွဲတယ်ဗျမာသေးမယ်တော်နှစ်ယောက်လောက်ကြော်တယ်ဗျအထူပိုင်ရလာပြီဗျအထူပိုင်မယ်ဒီပိမားတယ်ဗျညီမသေးမယ်ညီတက်စီဖြတ်လာတယ်ညီတက်ဘလုံးယူအောင်မှာတော့လိုအပ်ချက်ရှိသွားတယ်ဗျအိန္ဒိယသေးမယ်ဒီပိမားတယ်ဗျညီမသေးပြန်ထားသေးတယ်အောင်တီဟာချုပ်ကနေပေးလိုက်ပြီအော်ဒီယာရဲ့အဲ့တော့အိန္ဒိယယူဆကုန်တင်းနေတဲ့ဒင်ကိုတကိုတွင်ယူပေးထားတဲ့ဝါရှင်တန်ဆင်းရဲ့နေရာမှာတော့ရှာမေးဝင်ရောက်ကစားမှာလည်းဖြစ်ပါတယ်ကျွန်တော်အိန္ဒိယဒီချိန်မှာတော့မြန်မာတင်းပဲဘောလုံးပြန်ရရှိထားသေးတယ်ရှုပ်ပေးထားပြီမြန်မာတင်းပဲယာသေးတယ်ခင်ဗျာကျွန်တော်မြန်မာတင်းပဲဒီပုံမြောက်ထားပေးပြီမြန်မာတင်းပဲခေါင်းလိုက်ထားတယ်ပိတ်ပြီဒီမှာလေသူတို့ရဲ့ပိတ်သွေးမှုကအားပြောလို့နေတာလည်းဖြစ်ပါတယ်ဒီဆောင်နေသားနာမှာညီညီတန်းဒီချိန်မှာလေပိတ်သွေးကိုကြိုးစားခဲ့ပေမဲ့ဟန်ချက်ပြတ်လဲကြပြီးတော့အားပြောလို့နေခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်မြန်မာနေပဲခြေကြည့်နေတယ်ရှုပ်ပေးတာဒီမဲ့ကိုမြန်မာနေပဲလက်ပြပေါ်မြောက်ခွင့်ရမယ်ခင်ဗျာမြန်မာနေပဲနောက်လည်းပြန်တွဲထားတယ်မြန်မာနေပဲခြေရမျိုးခါရောက်ရှုပ်ပေးတာပြီလက်ကလာပြီဆိုရင်တော့မာတင်းခြေပါကိုရရှိပြီးတော့နှစ်ကိုဆိုတဲ့ကြားလက်ကိုပုံပေါ်သွားနိုင်ခဲ့ပါလေဖြစ်ပါတယ်မြန်မာယူဆက်ကုန်အသင်းရဲ့ခံစစ်သားသမားတွေရဲ့တိုက်စစ်အရေးသွေးတွေကတော့တကယ်ကိုကောင်းမွန်လို့နေခဲ့ရလဲဖြစ်ပါတယ်အစောပိုင်းမှာမြင့်မြတ်ကိုရဲ့သွင်းကိုမြင်တွေ့လို့ကျွန်တော်ထားခဲ့ရပြီးနောက်ပိုင်းမှာတော့ခံစစ်ကမျိုးခန့်ကျော်ရဲ့ကန်ချက်ကကိုကိုမလို့နေခဲ့ရလဲဖြစ်ပါတယ်ဒီချိန်မှာတော့အိန္ဒိယတင်းပဲဒါတော့ပြန်လည်ပြီးတော့မြင်တွေ့လို့လာခဲ့ရလဲဖြစ်ပါတယ်ရှုပ်ကန်ပေးလာပြီအိန္ဒိယတင်းပဲကောင်းသွားခဲ့တာလည်းဖြစ်ပါတယ်
မန်နေပဲလက်ပြမြောက်ထားပြီးတယ်မန်ချေကြည့်တယ်ဒီဝေယံပဲရှုပ်ပေးရတယ်မန်နေပဲကြာတယ်မန်နေပဲလက်ချင်းကြည့်တယ်လက်ကရီ ဘာကိုရရရှိဖို့တိုက်စစ်ကိုတရဆက်ပြည့်တင်လာတဲ့မြန်မာယူဆက်ဖို့တင်ကန်ချက်ပေါင်းများစွာနေတော့ပြက်ပဲတဲ့အခန်းစစ်ကိုချိန်ချောက်လို့နေရလေဖြစ်ပါတယ်ဝင်းစောလက်ကန်နေကန်ချက်နဲ့ area ပြစ်ပကနေကန်ခဲ့ပေမဲ့လေသူ့ရဲ့ကန်ချက်ကတော့6ပေါင်းနဲ့လွဲသွားခဲ့ရလေဖြစ်ပါတယ်အိန္ဒိယတင်မယ်မာသင်စာမတွေဖီယာပေးနေကြပူနီယာအိန္ဒိယတင်မယ်ရှုပ်ပေးရတယ်ဝင်းစောပြတ်ထားပြီးတယ်အထူပါရီမလေးနဲ့ထိန်းထားတယ်အထူပါရထားသေးတယ်အထူပါတယောက်ကြော်တယ်ဘုံရလိုက်မာတင်မယ်ရွေးတော့ဝင်လာတယ်အိန္ဒိယတင်ရဲ့ခက်စစ်ပြတားရတယ်ဘုံပြန်ထားသေးတယ်အထူပါရွေးတော့ပေးထားပြီအိန္ဒိယတင်ရဲ့ခက်စစ်ကကောင်းတဲ့ရှင်းထုတ်ထားကြရလည်းဖြစ်ပါတယ်မာတင်လည်းလူထားသေးတယ်ဘောလုံးရလာသေးတယ်ဗျမာတင်ပဲနောက်ပြတွဲထားတဲ့ challenge အောင်တရားရှုပ်ပေးလိုက်တယ်ဒီကစားသမားလေးဒီချိန်မှာတော့ရုပ်ကန်လို့နေရလဲဖြစ်ပါတယ်ချက်ကန်ကိုပြေးသွားတဲ့အနေထားနဲ့ဝင်ကစားနေတဲ့အောင်တရားတော်တော်ဒီပွဲစဉ်မှာမာရွေးနေအနေငယ်တော့ပြုလုပ်ပြီးရဲ့အနေထားမှာတော့ရှိနေရလဲဖြစ်ပါတယ်ရှုပ်ပေးရတယ်ရန်ဒီမဲလူဝမချက်ထားပြီးတယ်ပူနီယာချက်ထိန်ထားရရှုပ်ပေးရတယ်အိန္ဒိယတင်မဲချက်လဲပြီးရသေးတယ်အာရှစ်ဆိုဖီချယ်လီကျော်လုံးနဲ့အိန္ဒိယတင်တိုက်စစ်စားဖို့ကြိုးစားနေမြရှုပ်ပေးလိုက်ပြီဘလုံးချက်ထိန်းထားတယ်နောက်ပြန်တွဲတယ်ဒန်နီစင်မဲမာတင်လက်ကဲပြီတင်းရဲ့နောက်ကျထပ်ပြီးတော့ညီတန်ရဲ့ကဲချက်ကိုတော့မြင်တွေ့လို့ထားခဲ့ရလဲဖြစ်ပါတယ်ညီတန်ကဲချက်ဒီချိန်မှာလဲကိုပေါင်းနဲ့လွဲသွားခဲ့ပြီးတော့မြန်မာတင်ခြေပေါင်းရဖို့တော့ဒီချိန်မှာလဲဒီချိန်ဝင်းစော်ရဲ့ကဲချက်ကလည်းကိုပေါင်းနဲ့လွဲသွားခဲ့ရလဲဖြစ်ပါတယ်ဒီအတင်မရှိမာရာပေးတယ်။မာတင်မဲကတော့ရှေ့လောက်ထားရနော်။ကန်တီဘောလုံးရလာပြီ။လက်စုပ်ခင်းမိရတယ်။လိုက်နေနဲ့ဂိုလီဘာရလာပြီဂိုလီဘာပဲ။တချို့ပေးရတယ်ရှမေး။ဒီထလာည။ဒါပေမဲ့လည်းဒီမာတင်ရဲ့ဂိုလ်မှာထပ်ဝင်ရတော့ပြန်လဲ။တားစီသွားနိုင်နေရလဲဖြစ်ပါတယ်။အိန္ဒိယအတင်းကလည်းသူတို့တင်းရဲ့ကွင်းလင်ကအထူးအားထားတဲ့ကန်တီရဲ့အကွက်မြင့်မြင့်ပေးဖို့မှုတွေကိုတော့အားပြုပြီးတော့ဒီမှာတင်းရဲ့ခန်းစစ်ကိုထိုးပေါဖို့တော့ပြင်ဆင်နေရလဲဖြစ်ပါတယ်ဒီမှာလည်းသူတို့တင်းရဲ့တွဲဖက်နေကြတိုက်စစ်အတွဲဖက်ဖြစ်တဲ့ကန်တီကွန်လီဗာတွဲဖက်နေတော့ကွန်လီဗာပေးတဲ့ဘောလုံးလူဆောင်သမားရှမေးအတုံးချဖို့ကြိုးစားခဲ့ရင်လည်းဒီမှာတင်းရဲ့ကိုသမားထက်ဝင်ရန်တော့ပြန်လဲဖန်ဆီးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်အောင်တရားရှုမာရာပေးတယ်မိုင်းစုံကိုတည်းရဲ့ကစားမအနေနဲ့ရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့ပြပွဲကြီးမှာပေါ်တက်ခွင့်ရရှိရေးကိုတော့ဒီပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းအနေနဲ့စားပြဖို့တော့လိုအပ်နေရလဲဖြစ်ပါတယ်ဒီပွဲစဉ်ကခြေစွမ်းပွဲစဉ်ဖြစ်တာကြောင့်မိုင်းစုံကိုတည်းရဲ့လူငယ်ကစားမတွေအနေနဲ့ရလာတဲ့အခွင့်အရေးကိုအသုံးချပြီးတော့ပြပွဲကြီးမှာတည်းရဲ့ပေါ်တက်ခွင့်နေရာမှာပါဝင်ရေးတော့ဒီပွဲစဉ်တွေကဒီပြရဲ့စိတ်ချက်ကိုတော့ခံယူဖို့အတွက်သူတို့တင်းနေနဲ့ဒီပွဲမှာရလာတဲ့အခွင့်အရေးကိုတော့ကောင်းကောင်းခြေစမ်းနေနဲ့ပြင်နေပြီးတော့ပြသဖို့လိုအပ်နေရလဲဖြစ်ပါတယ်။အထူးမှရှုပ်ပြီးတာလေ။လင်းအောင်ရလာပြီလင်းအောင်ပဲ။ဘောလုံးရသေးရဲ့လင်းအောင်။လင်းစောအပြည့်မချက်ထားပြီးရဲ့အေရီတို့ကြာလာပြီခရိုက်ထားတယ်။အိန္ဒိယတဲ့ကန်စစ်ကကန်ဒီရှင်းနာမြက်ကိုလီဗာခရိုက်ထားတယ်။ပြန်ပြက်နေမြဝင်းစောတော့ပြန်ပြီးထားတယ်မာတင်မေမာတင်မေဒီဝရမာရာပေးပြီအိန္ဒိယတင်ပြန်လာပြီကန်တီတရားတော့တိုက်စစ်မှာအပြင်းထန်ကိုဖိအားပေးမှုတွေပြုလုပ်ပြီးတော့အိန္ဒိယတင်းစီကဘောလုံးလူယူပြီးတော့ကြိုးစားနေရလဲဖြစ်ပါတယ်။စောပိုင်းကလင်းရောက်ရဲ့ဝင်ရောက်ဖို့အကန့်ကိုပေးထားခဲ့ရလဲဖြစ်ပါတယ်။အိန္ဒိယတင်းရဲ့ DJ တက်စစ်စင်မှု
ဒီနေ့တင်ရှုပ်ပေးထားတယ်ပြန်ပြက်တယ်မာတီရလာပြီကြော်ကြော်တယ်ဒီနေ့တင်မယ်ပြန်လဲရောက်ထားနိုင်ခဲ့လည်းဖြစ်ပါတယ်ဆာကာရှုပ်ကနေပေးထားတယ်မာတီမရလာသေးတယ်လက်ကဲပြီဖြစ်ပါတယ်လူကကျော်ရှုပ်ပြီးလာတယ်ချလန်တင်ရှုပ်မာလာပြီဗျကိုလီဘာရလာပြီကိုလီဘာပဲတခေါက်ထားတယ်ဒီရလာပြီကန်တီရှုပ်ပြီးတော့ပြီးလာရှမေးအေဝါလည်းရလာပြီရှမေးပဲနောက်ပြန်တွဲတယ်ကိုလီဘာပြီးတော့ပေးလာပြီထုံရထပ်ပုံထားတယ်ပြန်ထားသေးတယ်အိန္ဒိယတင်းမဲ့အေရိုတို့ထပ်ပေးထားတယ်အစလန်ရှာနောက်ပြတွဲထားတယ်ပြန်ပြက်တယ်မာတင်းမဲ့ဘောလုံးလိုက်နေပြန်နိုင်မယ်လေအီမဘင်းပြန်လဲတားဆီနိုင်ခဲ့ရလဲဖြစ်ပါတယ်အီမဘင်းဘောလုံးရသေးတယ်အရှုပ်ပေးထားတယ်ဒန်နီဆင်နိုင်မယ်လေအိန္ဒိယတင်းရဲ့တိုက်စစ်ကဒန်နီဆင်ရဲ့နေရာမှာလူစားလဲပြီးကစားသွားမှလည်းဖြစ်ပါတယ်အာမယ်လော်ကီကတော့ကိုလီဗာရဲ့နေရာမှာလူစားလဲပြီးကစားသွားဖို့ရှိနေရတယ်ဖြစ်ပါတယ်အစလန်ရှန်နေရာမှာတော့ယူရက်ကာဒန်ကလူစားလဲပြီးတော့ကစားသွားဖို့ရှိနေရလဲဖြစ်ပါတယ်။ညီမကိုရွှေကနေပြီးလာတယ်အထူပိုင်းပြန်ပြက်တယ်ဗျမာတီပြန်ထားသေးတယ်တယောက်ကြော်တယ်ညီမသူရှုမာနာပြီးရမြောက်မာတီပြန်လာပြီးအထူပိုင်းရှုပေးထားတယ်အညာတင်မဲ့တက်ဆိုတိုက်ကနေပြီးကြရလဲဖြစ်ပါတယ်အာမယ်လုံးကနောက်ပြပေးရတယ်ကုသမဆာကာနဲ့ပြတွဲခဲ့ရလဲဖြစ်ပါတယ်မာတီမရှိပေးရတယ်အထူပိုင်းရရပေးရပြီဟုတ်ပါတယ်ကိုဆက်ဝင်ရဲ့ဒီမှာယူဆခွန်အတင်းနေနေရတော့စတိုက်ဆိုသူတို့ခြေပါကိုရရှိမဲ့အခွင့်အရေးတွေနီးစပ်လို့နေရလဲဖြစ်ပါတယ်မြန်မာတင်းမဲခြေကြည့်နေတယ်ရှုပ်ပေးထားတယ်မြန်မာတင်းမဲဘောလုံးပိုင်ဆိုင်မှုဆက်လက်ရရှိထားရလည်းဖြစ်ပါတယ်မြန်မာတင်းမဲရှုပ်ပေးထားပြီဒီမှာလည်းပေးပို့မှုကတော့လက်ရှိချိန်မှာတော့အိန္ဒိယအတင်းပဲအချိန်ကြီးနေတယ်ရှုပ်ပေးရပြီထပ်ဝင်ရန်ရှုပ်ကနေပေးထားတယ်မြန်မာနေပဲရှုပ်ပေးထားပြီကျွန်တော်မြန်မာနေပဲချင်းကြည့်နေတယ်လက်ကံပြီအိန္ဒိယနေပဲလူပေးမာတယ်ခင်ဗျာကျွန်တော်အိန္ဒိယနေပဲချိန်မာတယ်မြန်မာနေကိုယ်တမထပ်ဝင်ရန်ပဲဖန်ထားနိုင်ကြတာလည်းဖြစ်ပါတယ်မြန်မာနေပဲရှုပ်ပေးထားတယ်ညီတက်လိုက်ရတဲ့ချိန်မှာလေအိန္ဒိယတင်းခန်းစီကစားသမားတွေကိုတော့ကျွန်တော်တို့ထားနိုင်ခြင်းတော့မရှိသေးရလည်းဖြစ်ပါတယ်ဒီချိန်မှာတော့အာရှက်ဆိုဖီရဲ့နေရာမှာတော့မီဒီယန်ခွန်းဝင်ရောက်ကစားမှလည်းဖြစ်ပါတယ်မြန်မာနေပဲအနီးကပေးထားတယ်မြန်မာနေပဲချင်းကြည့်နေအိန္ဒိယတို့ဆွဲဝင်လာမြန်မာနေပဲချိန်မှာလေအိန္ဒိယတင်းခန်းစီကစားသမားတွေဒါစီနေပြီမဲ့လည်းနောက်ပိုင်းပေါ်သားချင်းမှာတော့အခွင့်ကောင်းတွေရဖို့တော့ဒီလိမ်ပြီးတော့ရုန်းကန်လို့လာခဲ့ရလည်းဖြစ်ပါတယ်ဘောလုံးရလာပြီလုံပြထည့်တယ်ချလတဲ့ဂျုံမြ
အိန္ဒိယတင်မဲ့ရှုပ်ပြီးထားတယ်ပြန်ပြက်နေမြောက်အန်ထူပိုင်ဘယ်ကြောင့်ပြီးထားတယ်အိန္ဒိယတင်မဲ့တက်ဆိုတိုင်းကနေပြီးကြရလဲဖြစ်ပါတယ်ဒါမဲ့လည်းမြန်မာတင်ခန်းစစ်ကပြင်းပြကိုပဲပြန်လဲတော့ဆက်သက်အသုံးပြုတော့လိုအပ်နေရလဲဖြစ်ပါတယ်ကောင်းခန့်ရှုပ်ပြီးသားပြီဘုံပြန်လာပြီညီတန်လက်ကဲပြီ လူစားဝင်ကစားတဲ့ညီညီတန်ပဲဖြစ်ပါတယ်ကျွန်တော်အိန္ဒိယအတင်းပဲရှုပ်ဆွဲဝင်လာပြီအိန္ဒိယအတင်းပဲရှားတယ်ခင်ဗျာရှုပ်ပေးတာပြီကိုတော့မာနေတားစီလို့နိုင်ခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်အိန္ဒိယအတင်းပဲချင်းနေကြည့်နေအနီးကပေးရတယ်မြန်မာနေပဲပြန်လဲရရှိထားရလည်းဖြစ်ပါတယ်ချင်းနေကြည့်ရတယ်ဒီမှာလည်းဖြစ်ပါတယ်ကျွန်တော်အိမ်ရတယ်မယ်ကန်ဒီနီကပေးရတယ်ကျွန်တော်အိမ်ရနေမယ်ကန်ဒီပဲချင်းနေကြည့်နေရတော့လည်းပြန်တွဲထားရတယ်ကျွန်တော်အိမ်ရရှုပ်ပေးတာပြီရတယ်ခင်ဗျာရှုပ်ကန်နေပေးထားတယ်တော့ကမကနေပြီးထားတယ်ခန်းစကမျိုးခန့်ကျော်ကောင်းတဲ့ရှင်းထုတ်ထားကြရလဲဖြစ်ပါတယ်ညီတဲ့ရှုပ်ပြီးသားရှိနေရလဲဖြစ်ပါတယ်ဆိုတော့ဝန်ထမ်းကတော့ညနေ6နာရီမှာရှင်မင်္ဂလာမှာဖြစ်ပြီးတော့ကျွန်တော် Reader Channel ရုပ်သံပြသပေးတော့ဖို့တော့ရှိနေရလဲဖြစ်ပါတယ်လက်ရှိရှင်မင်္ဂလာတဲ့ပွဲစဉ်တစ်ပွဲလုံးကတော့ခြေစမ်းပွဲစဉ်ဖြစ်တာကြောင့်ဒီမှာတင်းနေနဲ့ပြန်ပွဲစစ်စီမသွားခင်မှာတော့ကိုတင်းရဲ့ဆန်းတဲ့ချင်းနဲ့ကစားသမားတွေနီးပြူဝါတွေဒီစတက်ပိုင်းတွေတော့ဒီလိုပွဲစဉ်မှာတင်းနေနဲ့ပြန်ပွဲစစ်စီမသွားမီဒီလိုခြေစမ်းပွဲတွေကတော့အတင်းတို့အများကြီးအထောက်အကူပြုစီမှာဖြစ်ပြီးတော့ပြန်ပွဲကြီးမှာအောင်မြင်မှုတစ်ခုရရှိဖို့အတွက်ဒီလိုခြေစမ်းပွဲတွေမှာမြန်မာတင်းများစွာတော့ဆက်အော်ဒီယာကြော်လာရင်မြောက်အော်ဒီယာပဲအရှုပ်ပေးထားတယ်မာတင်အရွယ်ပေးထားပြီဘိုင်ဆိုကျော်ခေါင်းနဲ့ခွန်းတော့မရခဲ့ဘူးမြတ်အိန္ဒိယတင်မယ်တင်မော်နဲ့ပြတ်တွဲတယ်ကန်ဒီရှုပ်ရှင်းထုတ်ထားကြရလဲဖြစ်ပါတယ်အိန္ဒိယတင်မယ်ရာသေးဘောလုံးဆွတ်တက်လာမြတ်အိန္ဒိယတင်မယ်ထိုင်ရလမ်းကြောင်းတွေကိုချပေးဖို့အိန္ဒိယတင်မယ်ရှုပ်ပြီးတာမြတ်ချက်ပြတွဲထားတယ်ကန်တီပေါင်းတယ်မြတ်ရလာပြီတချို့ပေးထားတယ်ဒါတရားတော့နောက်ထပ်အပြောင်းလဲနေနဲ့ဝေမင်းတန့်ကိုလူစားလဲကစားဖို့တော့မြင်တွေ့နေရလဲဖြစ်ပါတယ်ဘောလုံးရှုပ်ဆွဲလာပြီထိန်းထားတယ်ပြန်ပြက်နေမယ်အိန္ဒိယတင်မယ်ဂယ်ရီဒီပွဲစဉ်ရဲ့အကောင်းဆုံးသားမဟုတ်ကျွန်တော်ညှို့ဆိုပါဆိုရင်တော့အိန္ဒိယတင်ရဲ့အသင်းကောင်းဆောင်ဂန်ဒီယိုပဲဖြစ်မနေညှို့ဆိုပါတော့အရှိညာလည်းဖြစ်ပါတယ်သူရဲ့အကွက်မြင်တဲ့ပြပို့မှုတွေကိုယ်လည်းပန်းကိုထိချုံနိုင်မှုတွေလက်စင်လမ်းကြောင်းစတင်နိုင်မှုတွေကတော့အိန္ဒိယတင်ဘက်မှာတကယ်ကိုကောင်းမလို့နေရလည်းဖြစ်ပါတယ်ဝင်းစောလက်ပြပေါ်မှာချက်ထားပြီးတယ်ရေတို့ကြလာပြီကောင်းခိုင်ရဲ့တယောက်ကြော်ပြီးကံမှုပြုလုပ်တဲ့အနေအထားကိုတော့ကိုမဆာကာရှေ့ကိုထွက်ပြီးဖမ်းယူပြီးတော့ပြန်လည်တားဆီးထားခဲ့ရတယ်ဖြစ်ပါတယ်။ဒီနေ့တယောက်ကြော်တယ်ဗျာဘလုံးရသေးအရှုပ်ပေးထားတယ်ထိန်ထားတယ်ဗျာဘလုံးရသေးတယ်အိန္ဒိယတင်မယ်ဒီမော်နဲ့လှမ်းတွဲထားတယ်ဗျာအမဲလုံးငယ်ရလာပြီ
မာတင်ရဲ့ခံစစ်ကပြန်တားနိုင်ရလည်းဖြစ်ပါတယ်အထူးပိုင်းချူပီရတယ်ဘုမတက်မဲ့လိုက်နေပြမာတင်တိုက်စစ်လိုအပ်ချက်တွေတော့ရှိနေသေးရလည်းဖြစ်ပါတယ်အထူးပိုင်းချူပီရတယ်မာတင်ဒီနေ့အစားကွက်တိဆောက်မှုတွေကနေပြည်တော်နေတဲ့တိုက်စစ်အတွဲဖက်အချိတ်ဆက်တွေကတော့လိုအပ်ချက်တွေတော်တော်များနေရလည်းဖြစ်ပါတယ်မာတင်ဒီနေ့ဒီပွဲစဉ်မှာ area ပြပကဲချစ်တွေတဲကအိန္ဒိယတင်းမယ်ဒီကပေးရတယ်ရှုံမနာနဲ့ကန်ပေးထားတယ်ဝင်စော်လည်းပြောမြောက်ထားပြီမြန်မာတင်းမယ်ချင်းနေကြည့်နေတယ်ရှုပ်ပေးထားတယ်မြန်မာတင်းမယ်ပြန်ရရှိထားတယ်လည်းဖြစ်ပါတယ်လက်ကန်ထားပြီဒီချိန်မှာလည်းသူ့ရဲ့ကန်တွေးချက်ကအနည်းငယ်အပြုတ်လို့နေခဲ့တာလည်းဖြစ်ပါတယ်မြန်မာတင်းအနေနဲ့ကတော့ဒုတိယပိုင်းတစ်ချောက်ဒီနေရာမြန်မာတင်းမယ်ရှုပ်အထူးပိုင်းကနေပေးထားတယ်အောင်တရားပရိထားတယ်ဒီနေရာਦੇਖခဲ့မာတင်အဝေးဘောပေးဖို့ဒီတန်းအောင်တရားဝင်းစောကိုနေထားပြီးရပိုင်စုကျော်လိုက်နေမြနေတယ်မရှုပ်ပြီးလာတယ်ပြပြတယ်များအထူးပိုင်းတဆိုတိုက်ကနေပြီးလာတယ်ဘေချီပဲပြန်တားနိုင်ရလည်းဖြစ်ပါတယ်ညီတန်းအားသာဝန်အချင်းပြိတ္တများခင်ဗျမြန်မာယူဆက်ကွန်သိန်းနဲ့ဒီယူဆက်ကွန်သိန်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးဖို့ဖြည်းဖြည်းနဲ့တော့ဤကလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ဘာကြောင့်မဆက်ထားပြီးရဲ့ဒီချိန်မှာလည်းအိန္ဒိယတင်းကုသမာစက္ကာပဲတင်လင်ဖန်ဦးထားနိုင်ကြရလည်းဖြစ်ပါတယ်မာယူဆက်ကွန်တဲ့နဲ့အိန္ဒိယယူဆက်ကွန်တဲ့တို့ရဲ့ပထမအခြေခံပွဲဖြစ်တဲ့ပွဲစဉ်ကတော့ပြီးဆုံးလို့